Hello 妹，明白啦，跟住我第四个国家的这里变得就是那一把的，你马上主持呗，katana လုပ်ဖို့အတွက် master ဒီလာကြီးကဒါ3ကြောင်းလေးကတစ်ချောင်းရသွားမလားဆိုတဲ့အတိုင်းပြီးရသွားမလားခန့်ကောင်းတဲ့ session မှာခန့်မှန်းကြရအောင်ကဲဘောက cafe ကိုတိုးပါမယ်နော် cafe ကိုတိုးပါလို့ဒါ Kingdom of Fruits ပဲရောက်ပါတယ်ရောင်ကဲ cafe ကိုရောက်ရင်ပြန်တွေ့ပါမယ်ကဲရောက်ပါပြီကဲကိုတို့ cafe ကိုရောက်ပြီဆိုတော့ manager ကိုမေးရအောင် hello manager ကြီးရေးပါတယ် still to be here ဆိုရင်ကျွန်တော်တနားရီ 15 မိနစ်လောက်လိုပါသေးတယ် 15 မိနစ်လောက်စောင့်ရမယ်ထင်တာပဲနော်ဆိုရင် spawn တဲ့နေရာလေးမှတ်မိသလားတော့လိုက်ကြည့်အောင် spawn တဲ့နေရာလိုက်မှတ်မိသလားလိုက်ကြည့်အောင် spawn တဲ့နေရာကဘာလဲခုံးနာကြီးဘယ်နာနေခုံးနာcafe ကနေဟိုဘက်သွားတယ်နားလေဒီဘက်သွားဟုတ်တယ်နော်ဒီဘက်သွားမှာဒါ factory mode ဒါလည်းမဟုတ်ဘာလဲဝါနောက်ဝါဘာဖြစ်နေလေမဒီခုံရှေ့ကုံရှေ့ကုံအိုင်နာမှာ spawn လာမှာအိုင်နာမှာ spawn နေပြီးတော့ဘာလဲဟာယူဘက်ကနေ black bear ကို spawn ပြီးတက်တဲ့နေရာအဲ့နေရာမှာ spawn နေငုံဘက်တပြီးမယ်ငါမချတတ်ဘူးကျွန်မချတတ်ပါဘူးလို့ကိုကြောက်ပါတယ်လို့မင်းမရောက်ဘူးကွာဘင်းဟောရှိမသေးရဟုတ်လုပ်ဗျာကျွန်တော်မချတတ်ပါဘူးဟုတ်ဗျာတိခံမေကိုချဗျာနော်ဒီလို score 1 2 1 နော်ထားလိုက်တော့ယောအခုမှ dragon tailor fish တဲ့ဘာလဲမသိကားနဲ့မြင်ဘူးဒါကမှ dragon tailor fish ဆိုသူမြင်ဘူးလားဗောနော် common school တဲ့1 common school တခုရတယ်midnight plate လုပ်လဲ mythical school legendary school common school no modifier apply dragon tailor fish ချက်common တကယ်ပဲလုပ်ရမယ်နော် terror ရှစ်တက်မှရမယ်ဟာကြီးအဲ့ဒါကြီးရဖို့ခက်နော်ရဖို့ခက်မင်းကြပြန်မေးမယ်ဘယ်လောက်လဲစောင့်အောင်လဲကိုshort ပြလို့legendary short တလားပြန်ပိုးရင်အဲ့လောက်ဖြစ်မယ်နေထင်တာပါပဲเนาะပြန်တွေ့ပါမယ်ပြန်တွေ့မယ်เนาะထင်တာပြောတာပါ okay ပပကလူတယောက်ပြောသွားတာဗျာကျွန်တော်ဒီဟိုဟာလေ awakening expert ဆိုတဲ့ဟိုကောင်မကြီးလားစင်ကောင်းနေလေစင်ကောင်းနေအဲ့ဒါသူ့ရဲ့ဘေးကအမှာ secret place ရှိရလို့ပြောတာမင်းလို့ရှိရင်သူက flash stat နဲ့ဝင်ရတာတဲ့ဟိုမှာအစိမ်းရောင်လေးရောတွေ့အဲ့စိမ်းရောင်လေးပေါ်လို့ရှိရင်ဟောလေ flash stat လေးနဲ့ flash stat လေးနဲ့ရပြီတဲ့မိုက်တယ်ကဖာခန်းလေးစိမ်းရောင်လေးဖာခန်းလေးဖာလေးကြည့်ရအမင်ကဖာခန်းလေးကိုကြိုက်လာလားမသိနော်ဖာကြိုက်တယ်နဲ့တူတယ်နော်စိမ်းရောင် green crazy နော်စိမ်းရောင်ခန်းလေးနဲ့မိုက်တယ်တော်အဲ့လောက်ဆိုပြန်ကြပြီအဲ့လောက်ဆိုပြန်ထွက်မယ်ပြန်ထွက်မယ်ပြန်မထွက်တော့အေးရပြီဖတ်ဖင်းရပြီတော့ဒီတော့ကွာ
ငါမရဘူးထင်တယ်ငါမထွက်တဲ့ထွက်လို့တိုင်ပတ်နေငါကောင်တက်နေတယ်ကောင်တက်နေတယ်တော့ပေါ့ပြန်ပြုတ်ကြပြီဖေးပါပြီတက်ပြီလို့နော်ဒီမှာဘာရစ်တာပြောင်းစားမေးကြည့်မယ်ဘာ online နဲ့ဝယ်လို့ရ online ရောင်းနေဖေးရောင်းနေဝယ်လို့ရမလဲဘယ်လိုအဲ့ဘွန်ဒီကနော်အားရဝယ်ရမယ်ဒီစန်ဒိုအော်ရစကင်အိုလီယာစိတ်ရောင်လေးပြောင်းနေโอเคhey big berry red cherry berry နော်မိုက်တယ်နော်ယူနဲ့တုတ်ဆိုင်မိုက်တယ် What's up Olivia when he was flashing somebody said they ran into him he was one when no word I hear no yeah man somebody play တော့ဘောနင်းငယ်ပြနေတယ်များနင်းငယ်ပေါ့နော်အကျိုးနဲ့ထွက်ပြီးတော့တွေးလိုက်တယ်နော်ဟုတ်လားတော့မသိပါဘူးကျွန်တော်လည်းရှောက်ထင်တာရှောက်ပြောတော့ဒီ906ထပ်မေးပါမယ်what's the warrior let's see temperature အဲ့ဒါပဲပြနေတယ်စင်မပြေဘူးအဲ့ဒါဖြစ်တွေ့တော့โอเคပြန်ရပါပြီပြောလို့တော့မဆုံးသေးဘူးရောက်ပါတန်ကြာစကားပြနှီးနေကျွန်တော်စကားပြမြန်လိုက်ဘရိုမကြောက်ဘူးဗျာနော်ပတ်စံလဲ3,200,1369ရှိသွားပါပြီโอเคမန်နေဂျာထပ်မေးရအောင် What's up warrior Gee wish youခေပါနော်ဆောင်းလိုက်ပါဦးမေဗျာခေပြန်ရောက်ပါပြီဆောင်းလို့လည်းပြီးပြီဆိုကိုရမလားဘောနော်ထပ်ပြီးတော့မေးကြည့်ရအောင်ဘောနော်မြစ်စီထပ်မေးမယ်နေကောင်းမလားပြီးတော့ပါဦးစနေဖီကိုလေးရတော့တော့ပါပဲနောက်တော့ပိုကောင်းတဲ့ဗီဒီယိုပြန်တိကျပါ